ခု BBM ပြတ်တာတွေနဲ့ကျွန်တော်တို့ခု comment ကတော့ကျွန်တော်ဖတ်လို့ရချင်ပါရလိမ့်မယ်အဓိကအကြောင်းအရာတစ်ခုဖြစ်တဲ့မနေ့ပြန်စမယ်ကိစ္စလေးတွေတစ်ခါထုတ်လွှင့်မဲ့ဟာလေးတွေပေါ့နော်အချို့အကြောင်းအရာလေးတွေကြတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့post တင်တဲ့အခါမှာ detail ရေးပြီးတင်လို့မရဘူးလေ detail ဆိုအခုကျွန်တော်တို့က live လွှင့်ပြီးတော့ပရိသတ်နဲ့တွေ့ပြီးရှင်းပြတယ်လို့မျိုးတွေကျွန်တော်တို့က detail live လွှင့်ပြီးရှင်းပြလို့မရဘူးဒါပေမဲ့ကျွန်တော်က live လွှင့်တဲ့အချိန်မှာတော့ကျွန်တော်တို့လုပ်မဲ့အကြောင်းအရာတွေကျွန်တော်တို့လုပ်မဲ့အကုန်လုံးဒီကျွန်တော်တို့တခြားလေးရှင်းပြလို့ရတာပေါ့ပိန်တော့ရင်တော့ဆရာသူကျွန်တော်ပိန်လို့လားကျွန်တော်အခုကဝနေလို့အောင်ထင်တာဒါကြီးဖောင်းပြီးတက်နေရလားလို့အဲ့တော့ခါကြတော့အခုကျွန်တော်တစ်ချက်ပြချင်တာပါလေဆိုတော့မနှက်ဖြန်ဒီsign contract ပေါ့နော် sign contract ဆိုတဲ့အရာပါလေဆိုတော့အလှမယ်နဲ့ကျွန်တော်တို့ဒီ series director တွေနဲ့ဒါ contract လုပ်ကြတဲ့အရာပေါ့နော်လာမယ်ရဲ့ကျွန်တော်တို့ series director တွေရဲ့ contract လုပ်ကြတာအဲ contract ကဘာလဲဆိုတော့ဒီပြိုင်ပွဲကိုပြီးဆုံးအောင်ဒီပြိုင်ပါမယ်ဆိုတဲ့အရာတွေနောက်တစ်ခုကကြတော့ကျွန်တော်တောင်ဒီတက်ထပ်တိုးတယ်ဆိုရင်တော့အကုန်ထွက်ပြေးသွားလိမ့်မယ်ခံရသူတွေအဲ့တော့ကျွန်တော်တို့ဒီပထမအနေနဲ့ကျွန်တော်တို့က sign contract လုပ်ပါမယ် sign contract ဆိုတာဘာလဲဆိုတော့ခါကြတော့ဒီအလှမယ်တွေအကုန်လုံးဒီ organization ရဲ့စီကံတွေအကြောင်းအရာတွေအကုန်လုံးလိုက်နာပါမယ်ဆိုတဲ့အကြောင်းအရာတွေဘလို့ပြင်ဆင်ထားပါတယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပွဲပြီးဆုံးတဲ့ဒီပြိုင်ပါမယ်ဘလို့ဆိုတဲ့အရာတွေကိုဒါသူတို့ series director တွေအကုန်လုံးကနေပြီးတော့ကျွန်တော်တို့ရဲ့လက်ထဲကိုပထမအဆုံးအနေနဲ့အနံတဲ့ပွဲပေါ့နော်အဲ့ဒါလေးက sign contract ပါမနေ့ပြန်မှာတော့အဲ့ဒါလေးပဲ activity အဲ့ဒါလေးပဲရှိပါတယ်ရှိရဖြစ်တဲ့အတွက် sign contract ဒီကျွန်တော်တို့ဒီ live လွှင့်နေဆိုတာမျိုးမရှိပါဘူးမရှိရဖြစ်တဲ့အတွက်ဒီ sign contract မှာကျွန်တော်တို့လုပ်ခဲ့တဲ့ series driver တဲ့ activity တွေဒါဒီ activity တွေဒီအလားမယ်တွေရဲ့ဒါဒီပြိုင်ပွဲပေါ်မှာထားရှိတဲ့ passionate တွေပျော်ရွှင်မှုတွေအကုန်လုံးကိုတော့ဒါ Trinity Tree Channel နဲ့ application ရဲ့ဒါ YouTube channel တွေကနေပြီးတော့ပေါ့နော်သူတို့ရဲ့မေးမြန်းထားတဲ့ဒါ interview တွေဘာတွေညာတွေကတော့ဒါသူတို့9ရက်နေ့မေလ9ရက်နေ့မှာပြန်ပြီးတော့ဒါ6နိုင်ခွဲမှာပြန်လွှတ်မှာပေါ့နော်အဲ့တော့ခါကြတော့ကျွန်တော်တို့ဒီမေလ9ရက်နေ့6နိုင်ခွဲမှာဗာနဲ့တူတူပြန်လွှတ်မှာလဲဆိုတော့ခါကြတော့ကျွန်တော်တို့ဒီနှက်ဖြန်ကြလို့ရှိရင်เนาะနှက်ဖြန်ကြလို့ရှိရင်ဒီ sign contract ပဲရှိရဖြစ်တဲ့အတွက်နှက်ဖြန်မှာတော့ like မရှိဘူးဒါပေမဲ့ကျွန်တော် sign contract မှာအလှမယ်တွေရဲ့ဒါပုံရိပ်တွေဓာတ်ပုံတွေနဲ့ဒါshort film တွေ short video တွေကတော့ဒါကျွန်တော်တို့ page တွေကျွန်တော်တို့ account တွေကနေပြီးတော့ဒါတင်ပေးဖြစ်မှာပေါ့เนาะအဲ့အတွက်တော့ဒါစိုးရင်စရာမရှိဘူးနောက်တစ်ခုကကြတော့9ရက်နေ့မှာကြာရင်တော့ကျွန်တော်တို့ session ceremony ရှိပါမယ်တရားဝင်ပေါ့နော်ဒါ organization ကနေတရားဝင်အလှမယ်တွေကိုဆက်လွယ်ပေးအပ်ခြင်းအခမ်းအနားပေါ့နော်မြို့နယ်ကိုစားပြုတွေအကုန်လုံးဒါဆက်လွယ်ပေးတဲ့အခမ်းအနားဖြစ်တဲ့အတွက်အဲ့အခမ်းအနားကတော့ကျွန်တော်တို့ဒါ live လွှတ်မှာပါလိုက်လွှတ်မှာပါအဲ့ဒါတော့ဘယ်ချိန်လဲဆိုတော့ညနေ6နာရီခွဲမှာပေါ့နော်ကျွန်တော်တို့ဒီမင်္ဂလာပါ Miss မြန်မာဒီ Miss Universe မြန်မာYouTube channel တွေကတော့ဒါ session ceremony လေးကိုတိတ်တက်မဲ့တိုင်းလိုက်လွှင့်ပြမယ်ဒီ application နဲ့ channel တွေကတော့ဒါမနေ့ဖြတ်ထိုးမဲ့ sign ထိုးမဲ့ဒါ season တွေကပါတာဖြစ်တဲ့အတွက် sign ထိုးတဲ့ season တွေရောဒီ session ceremony တွေရောကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ application ကို subscribe လုပ်ပါအဲ့လိုပဲ channel တွေမှာဒါစောင့်ကြည့်ပြီးတော့အားပေးလို့ရပါတယ်တစ်ဖက်ကျဒါမှမဟုတ် session ceremony တစ်ခုတည်းကိုပဲကြည့်ချင်တယ်ဆိုလို့ရှိရင်9ရက်နေ့ည6နာရီခွဲမှာ session ceremony ပြီးတိုင်းရိုက်လိုက်လွှတ်မှာဖြစ်ပါတယ်အဲ့ဒါလေးတစ်ချက်သိစေချင်ပါတယ်ခင်ဗျအဲ့ဒါလေးတစ်ချက်ပြောပြချင်လို့ပါပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့တကယ်အရေးကြီးရဲ့ main day တွေမှန်တယ်များ activity တွေမှန်တယ်များဒီအကုန်လုံးဒီ direct light အနေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ခါကျတော့အဲ့ဒါကိုမစိုးရိမ်ကြဘဲနဲ့ပေါ့နော်ပိတ်သက်အနေနဲ့စောင့်မျှော်အားပေးကြပါလို့ကျွန်တော်ဒီနေ့ကနေပြောချင်တယ်ရှင်းရတဲ့ကျွန်တော်တို့ဒီရှယ်နေကျွန်တော်တို့ဒီတိုင်းလိုက်မလို့အချင်းအကြောင်းရင်းကရှယ်နေဒီကျွန်တော်တို့ဘာ activity မှမရှိပါဘူးအဓိကပြန်မဝင်အားလုံးဒါ organization နဲ့ sign contract ရှိမယ်ပြီးတော့ခါကျတော့ fitting day ဖြစ်မယ်ဒါ opening dress day နောက်တစ်ခါကျတော့ final မှာဝတ်မဲ့ဆွန်းစုတွေ pre မှာဝတ်မဲ့ဆွန်းစုတွေအတွက်ဒါဖြစ်တဲ့အတွက်ပေါ့နော်အားလုံးစိတ်မပူကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်တကယ်လွတ်မဲ့နေ session ceremony တွေ crowning ceremony တွေနောက်တစ်ခါကျတော့ media launch တွေ social communication တွေ topic question and answer တွေနောက်တစ်ခါကျတော့အကုန်လုံးဒီ live ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ခါကျအားလုံးပဲတစ်ချက်ပေါ့နော်
Trinity က join မြောက်ဆရာကြီးအဲ့တော့ Trinity ရွှေ application ကိုဘယ်လို subscribe လုပ်ရမလဲဘယ်လို join ရမယ်ဆိုတဲ့အရာမျိုးတွေလည်းကျွန်တော်အနေနဲ့ဒါမကြခင်ပရိသတ်တွေကိုကျွန်တော်တို့ဒီအလှမယ်ရတင်ပေးမှဖြစ်တဲ့အတွက်ဖြစ်ပါမမရဲ့ဆရာဘာမှတတဲနဲ့မိမိစိတ်ကောက်နေလားမကောက်ပါဘူးเนาะမိမိလည်းတော့သူဘန်ကောက်မှာအလုပ်တွေရှုံနေတယ်ဒါပေမဲ့ပွဲကိုတော့လာအားပေးမယ်လို့ပြောပါတယ်အဲ့တော့စိတ်မပူပါနဲ့လို့အားလုံးပြောချင်ပါတယ်เนาะfinally ကြာ TV ကလည်းလွတ်ပါမယ် YouTube ကလည်းလွတ်ပါမယ်နောက်တစ်ခါကျတော့ YouTube channel ကလည်းလွတ်ပါမယ် application ကလည်းလွတ်ပါမယ်အဲ့တော့ကိုကြိုက်နေတဲ့ရာနေရာကနေကြည့်ရှုလို့ရပါတယ် Facebook တခုတည်းကပဲကျွန်တော်တို့ကမလွတ်မှာပါဗောနော်အဲ့တော့ခါကျတော့ကြိုက်နေတဲ့ရာနေရာကနေအားလုံးကြည့်ရှုလို့ရပါတယ်ဆိုတော့ဒီနေရာလေးကနေအကုန်လုံးတင်းကောင်းပါချင်ပါတယ်အဲ့တော့မနေ့ဖြတ်ကြလို့ရှိရင်ကျွန်တော်တို့ sign contract တွေမှာဘယ်သူတွေကအမိုက်စားပြစ်စင်လာမလဲဆိုတာဟာတွေကိုဓာတ်ပုံတွေနောက်တစ်ခါကျတော့ highlight video တွေကတော့ကျွန်တော်တို့ page တွေကျွန်တော်တို့ account တွေကနေတင်มาဖြစ်တဲ့အတွက်မနေ့ဖြတ်ကြလို့ရှိရင်ကျွန်တော်လည်းတူရင်ခုန်ပြီးတော့စောင့်မျှော်ကြည့်ရှုပါလို့ဒီနေရာပြောကြားရင်းနဲ့ပဲကျွန်တော် like ကလေးကိုပေးပြရစီခင်ဗျာအားလုံးပဲကျေးဇူးပါနော်